ထောင်ပေါင်းများစွာသောအနည်းငယ်ရောင်အမြင်တမ်းတွေဟာအရက်မျက်နှာပေါင်းစုံကနေငါစီကိုအရှိန်ဟုန်နဲ့တိုးဝင်လာပြီးခန္ဓာကိုယ်တစ်ခုလုံးစတင်ပြောင်းလဲလာခဲ့ပါတယ်။အဲ့ဒီမြင်တွေဟာဖြစ်စည်းခြင်းရဲ့တေကေတမဟုတ်တော့ပဲတက်ရှိမြင်တမ်းတွေအဖြစ်ပြောင်းလဲလို့ငါရဲ့အသားဆက်တွေနဲ့အယိုးတွေကိုပြန်လဲကျုပ်ဆက်ပေးခဲ့တယ်။ငါ့ကိုတစ်ချိန်ကစစ်နက်ဖျားတစ်ပါးဖြစ်အတင်းတမ်းမှပြန်လဲမွေးဖွားပေးလိုက်တာပါပဲ။အဲ့ဒီချိန်မှာပဲကလိုတိုစနစ်ကြီးနိုးထလာခဲ့ပြီးလူသားတွေရဲ့နောက်ဆုံးခိုလုံရာမိပြတိုက်ကြီးဟာလည်းရေလျားနိုင်စွမ်းပြန်ရသွားခဲ့ပါတယ်။ဒါပေမဲ့ငါမဆောင်နိုင်တော့ဘူး။ဖြစ်ပျက်သမျှကိုအေးဆက်ဆက်အကြည့်တွေနဲ့စောင့်ကြည့်ရင်းလက်ပွေရာနဲ့ထိန်းချုပ်ရေးစနစ်ကိုကြော်လွန်မောင်းနှင်လိုက်ပြီးအရှိန်ကိုအမြင့်ဆုံးအထိတင်လိုက်ပါတယ်။ဗဟိုစွမ်းအင်စနစ်ကြီးဟာတားရဲတကောင်လိုဟိမ့်ဟောက်လာခဲ့ပါပြီ။စွဖြစ်တိုက်လေရင်ဟာထိန်းချုပ်မရတော့တဲ့တားရဲတကောင်လိုကြက်ကွေ့ကွေ့လိုက်ပြီးလေရင်ခေါင်းပိုင်းကိုတန်ရာရထားတဲ့ကဘာမြေပြာကြီးစီတက်တဲ့ချိန်ရဲလိုက်တယ်။ဒီလိုပြန်လဲဆင်းသက်တာဟာတေချောင်းတန်စီတာနဲ့မချပါဘူးတိုက်လေရင်ဟာဖြစ်နိုင်ခြင်းမရှိတဲ့အရှိန်ဟုန်နဲ့အာကာသအပြက်အစည်းတွေကြားကိုတိုးဝင်သွားခဲ့ပြီးပြန်တန်းနေတဲ့အပိုင်းစတွေဟာလေရင်ကိုယ်တွေကိုပြစ်ခတ်မိကလေဟာနယ်ထဲမှာစီးဝါဖြစ်မီးပွားတွေလွင့်ပြန်သွားခဲ့တယ်။လေထုတဲကိုစတင်တိုးဝင်လိုက်တာနဲ့ပုတ်တိုက်မှုကြောင့်အပူချိန်ဟာအမြင့်ဆုံးအထိမြင့်တက်လာခဲ့ပါတယ်။တတုတွေဟာကွဲအပြဲထွက်ရင်းအော်ဟစ်မီဟောက်နေသလိုလေရင်မှန်ကူမိုးကားမှာလည်းအကြောင်းတွေစတင်ပေါ်လာခဲ့ပါပြီ။နောက်ဆုံးမှာတော့စွချစ်တိုက်လေရင်ဟာဒီလောက်ထိလွန်ခဲ့တဲ့ဝင်အားကိုမခံနိုင်တော့ပဲလေထုထဲမှာတင်မီးတောင်မီးရှံများစွာနဲ့ပောက်ကွဲထွက်သွားခဲ့ပါတယ်။ငါမှလေဒီမရှိဘူးအာတိုင်းကာကွယ်မှလည်းမရှိပါဘူး။ငါရဲ့ခန္ဓာကိုယ်ဟာတန့်စင်တဲ့ဒေါသနဲ့ကလည်းစားချေခြင်းစိတ်တို့ဆွဆွဲမောင်းနှင်ထားတဲ့တောက်လောင်နေတဲ့မြို့ကပြန်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားပြီးမြေပြင်စီကိုတက်ကြီးစိုက်ဆင်းသွားခဲ့ပါတယ်။ဒီလိုဆင်းသက်မှုမျိုးဟာယူပပေဒနေရာမှာအားလုံးကိုလွန်ဆန်နေပြီးငါဟာလူသားဆန်းရည်နဲ့နိမိတ်တွေကိုလုံးဝကျော်လွန်သွားပြီဆိုတာသက်သေပြနေတာပါ။ကဘာမြေရဲ့အခြားတစ်ဖက်မှာတော့ဆာစကငါ့ကိုစောင့်နေခဲ့ပါပြီသူဟာဘီတက်ကူလာထိုင်ပေါ်ကနေကျိုးဆွဲနေတဲ့သူမဟုတ်တော့ပါဘူးအခုဆိုရင်သူဟာလူသားတွေရဲ့ထိတ်တန်းတဲ့ပညာနဲ့ရည်မှန်းချက်တွေပေါင်းစပ်ထားတဲ့အာဘေးစ်ဝေါ်ကာကိုမောင်းနေခဲ့ပါပြီသူဟာလဟပြင်ကန်ရာထဲမှာတယောက်တည်းရဲ့ရင်ကောင်းကင်ကနေကျဆင်းလာတဲ့ငါရဲ့အနီးရင်ရောင်ပုံရိပ်ကိုစောင့်ကြည့်နေခဲ့တယ်ငါဟာစင်ကဲဖြစ်စဉ်အရာပေါ်ထွက်လာတဲ့ဂေဟစနစ်ရဲ့အုပ်စိုးသူဖြစ်ပြီးသူကတော့တန်မနီးနဲ့ဆက်ရနေရတွေကိုလွှမ်းခြုံထားတဲ့ဖျားတူအယောင်တစ်ပါးပါပဲဒါဟာလူသားနှစ်ယောက်ကြားကတိုက်ပွဲမဟုတ်တော့ပဲအနာဂတ်ကဘာနှစ်ခုရဲ့တိုက်ရိုက်ထိတိုက်တွေ့ဆုံမှုဖြစ်ပါတယ်နောက်ဆုံးမှာတော့ကဘာတစ်ခုတည်းသာကြံရစ်ခဲ့ပါလိမ့်မယ်